ဒီနေ့မှာတော့လူငယ်လူလက်ပိုင်းရွယ်တွေမှာစကိစက်တွေဖြည့်ဆည်းရင်းပွဲလက်မှတ်တွေစုဆောင်းရင်းဘွားရီမန်ချက်တွေကြိုးစားရင်းနဲ့မိနစ်တက်ကြတဲ့အကြောင်းအရာတစ်ခုကိုဇလန်လေးတစ်ပုဒ်တည်းဆွေးနွေးသွားခြင်းပါတယ်ဒီနေ့ပုံပြင်မှာတော့ကျွန်တော်ကအောင်မြင်မှုစီသွင်းပို့နေတဲ့နောက်ွယ်ကလက်တစုံဆိုတဲ့အကြောင်းကိုဇလန်လေးတစ်ပုဒ်နဲ့ပြောပြပေးသွားပါမယ်ကျွန်တော်တို့မြန်မာယဉ်ကျေးမှုမှာတာသမီတွေရဲ့တိုးတက်ဖို့ကြိုးစားနေတဲ့ဖြစ်စဉ်မှာနောက်ွယ်ကပတ်ပိုးပေးနေတဲ့သူတယောက်တချို့ကကောင်းတဲ့လူတွေမှာတော့နှစ်ယောက်လုံးရှိနေတတ်ကြပါတယ်ဒီဗီဒီယိုပြီးရင်ကိုယ့်ရဲ့အတွေ့အကြုံခံစားချက်တွေကို comment ရေးပြီးမျှဝေဆွေးနွေးပေးကြဖို့ဖိတ်ခေါ်ခြင်းပါတယ်တခါကကုမ္ပဏီကြီးတစ်ခုမှာမန်နေဂျာအဖြစ်ရှောက်ထားတဲ့လူငယ်တစ်ယောက်ရှိတယ်သူဟာပထမအစီအင်တာဗျူးကြော်ဖြတ်ပြီးနောက်ဆုံးမှာ MD လို့ခေါ်တဲ့ညွှန်ကြားရေးမှူးချုပ်စီရောက်သွားတယ်ဒီလူငယ်ဟာအထက်တန်းကျောင်းကနေဘွဲတော်အစိတ်ထိတစ်နှစ်မှမချခဲ့ဘူးတဲ့ထူးချွန်တဲ့ကျောင်းသားပါညွှန်ကြားရေးမှူးချုပ်ကမင်းကျောင်းနေတော့က scholarship တစ်ခုရခဲ့ဘူးလားလို့မေးတယ်။ဒါနဲ့လူငယ်ကမရခဲ့ဘူးပါဦးစီ။ဒါဆိုမင်းကျောင်းစိတ်တွေကိုမင်းရဲ့ဖခင်ကပဲထောက်ပပေးခဲ့တာလားတဲ့။လူငယ်ကတစ်ချက်တုတ်ဆိုင်သွားပြီးတော့ကျွန်တော်တစ်နှစ်သားရွယ်ကလေးကအဖေကွယ်လွန်သွားပါတယ်။အမေကပဲကျွန်တော်ကျောင်းစိတ်တွေထောက်ပပေးခဲ့တာပါတဲ့။ဒီတော့ညွှန်ကြားရေးမှူးကဒါဆိုမင်းအမေကပဲမှာလှုပ်လှုပ်ခဲ့တာလေ။လူငယ်ကကျွန်တော်အမေကအိုးလျှော်ပြီးလှုပ်လှုပ်ခဲ့တာပါတဲ့ညွှန်ကြားရေးမှူးကတီကြီးနဲ့ပဲခဏလေးမင်းလက်ကိုတစ်ချက်ကြည့်ကျင်တယ်လို့ပြောတယ်တဲ့လူငယ်ကသူ့ရဲ့ချုံးမဖြူစင်နေတဲ့လက်ဖွားနှစ်ဖက်ကိုပြလိုက်တယ်အဲ့ဒီမှာညွှန်ကြားရေးမှူးကမင်းအမေဝတ်လျှော်တဲ့အခါကူညီခဲ့ဘူးလားလို့မေးတယ်လူငယ်ကဂုံယူဝတ်ကြွားတဲ့ဟန်ပန်းနဲ့မကူညီဘူးပါဘူးအမေကကျွန်တော်ကိုစာရီပါတွေပဲအာယုံစိုက်ဖက်စေခြင်းတယ်ပြီးတော့အမေကကျွန်တော်ထားဝတ်လျှော်တာအများကြီးကိုမြင်ပါတယ်ညွှန်ကြားရေးမှူးကအေးဆေးတည်ငြိမ်စွာနဲ့ဒါဆိုကျမတောင်းဆိုချက်လေးတစ်ခုလုပ်ကျင်တယ်မင်းဒီနေ့အိမ်ပြန်သွားရင်မင်းမေရဲ့လက်တွေကိုတေချာလေးစီကြောပေးပါပြီးရင်မနေ့ကမှပြန်လာပြီးကျမကိုလာတွေ့ပါတဲ့လူငယ်ဟာလောက်ရမယ်လို့ယုံကြည်ပြီးပျော်ရွှင်စွာနဲ့အိမ်ပြန်လာခဲ့ပါတယ်အိမ်ရောက်တော့သူဟာသူ့အမေကိုအမေလက်တွေကိုစေးကြောဝတ်ပြုပါလို့တောင်းဆိုတယ်အမေကလည်းသူများနဲ့မတူတဲ့သားရဲ့တောင်းဆိုမှုကိုသူဝေသွားပေမဲ့ဝန်တာပြီးသူ့လက်တွေကိုကလေးရဲ့ရှေ့မှာဆက်ထုတ်လိုက်ပါတယ်ဖြည်းဖြည်းချင်းလက်စီကြောပေးနေတဲ့လူငယ်ရဲ့မျက်နှာပေါ်မှာခံစားချက်တွေပြောင်းလဲသွားတယ်။လူငယ်ဟာသူ့အမေရဲ့လက်ကိုဖြည်းဖြည်းချင်းဆေးကြောနေပေမဲ့ရုတ်တရက်ပဲသူ့မျက်ရည်တွေကျလာတယ်။ဒါဟာသူ့ဘဝမှာပထမဆုံးအကြိမ်သူ့အမေရဲ့လက်တွေကိုအာရုံစိုက်ကြည့်မိတာပါ။ဘလို့များအရေးအကြောင်းတွေအကွဲအကြောင်းတွေဖြစ်နေတာလဲ။ဘလို့များညှို့မဲနာကျင်နေတဲ့တန်ရာတွေအနာတရားတွေရှိနေတာလဲ။ရေနဲ့ထိလိုက်တိုင်းသူ့အမေဟာနာကျင်လှုပ်ရှားသွားတယ်။ဒီလက်တွေဟာသူ့ကြောင့်ရဲ့အတွက်သူ့ဘွဲ့အတွက်သူ့ရဲ့အောင်မြင်မှုတွေအတွက်နေ့စဉ်ဝှက်လျှော်ပြီးပေးဆက်ခဲ့တဲ့လက်တွေပါဒီလိုညုံမဲနာကျင်နေတဲ့တန်ရာတိုင်းဟာကျွန်တော်တို့ပေးဆက်ခဲ့ရတဲ့ဖိုးခတွေပါလက်စီကြောပြီးတော့တဲ့အခါမှာတော့လူငယ်ဟာစကားမပြောနိုင်တော့ပါဘူးတိတ်ဆိတ်စွာနဲ့ပဲကြံရှိနေတဲ့အဝတ်အလုံးကိုထပ်ပြီးလျှော်ဖို့ပေးလိုက်ပါတယ်ညပိုင်းမှာတော့အမေနဲ့သားဟာအတူတူတော်ကြစကားပြောခဲ့ကြတယ်နောက်နေ့နဲ့မှာတော့လူငယ်ဟာညွှန်ကြားရေးမှူးချုပ်ရဲ့ရုံးခန်းထဲကိုပြန်ရောက်လာတယ်။သူ့မျက်လုံးထဲမှာမျက်ရည်တွေစိုးနေသေးပါပဲ။ညွှန်ကြားရေးမှူးကစမေးတယ်။မင်းမနေ့ကအိမ်မှာဘာလုပ်ခဲ့လဲ။ဘာသိခဲ့လဲပြန်ပြောပြနိုင်မလား။ဒီတော့လူငယ်ကကျွန်တော်အမိတ်လက်ကိုဆေးကြောပေးခဲ့ပါတယ်။ပြီးတော့ကြံတဲ့ဝတ်တွေကိုလည်းရှော့ဖို့ပေးခဲ့ပါတယ်။ဒါဆိုဘယ်လိုခံစားရလဲ။လူငယ်ကရင်သက်ရှူမှုဖြစ်သွားပြီးတော့ပထမဆုံးအချက်ကကျေးဇူးတင်သက်ခြင်းရဲ့အသေးပဲကိုကျွန်တော်နားလည်သွားပါပြီအမေမရှိခဲ့ရင်ဒီအောင်မြင်တဲ့ကျွန်တော်မရှိခဲ့ပါဘူးဒုတိယချက်ကတော့အမေနဲ့အတူလက်သွဲလောက်ကန်ကြည့်မှာပဲတစ်ခုခုကိုရဖို့ဘလောက်ပင်ခက်ခဲရတယ်ဆိုတာကျွန်တော်သိသွားပါပြီတတိယချက်ကတော့မိသားစုဆက်ဆံရေးမိဘကျေးဇူးရဲ့တန်ဖိုးကိုကျွန်တော်စဉ်းစားမိသွားပါပြီအဲ့တော့မှညွှန်ကြားမှုကြီးကပြောပြပြီးတော့ဟုတ်ပြီဒါပဲဒါဟာကျမလိုချင်တဲ့မန်နေဂျာပဲကျေးဇူးတည်တဲ့သူတခြားသူတွေဘလို့ဒုက္ခရောက်ပြီးအလုပ်ဖြစ်အောင်လုပ်ရတယ်ဆိုတာကိုနားလည်တဲ့သူငွေကြေးကိုပဲတစ်ခုတည်းတော့ပန်းနိုင်မထားတဲ့သူမင်းကိုလောက်ခလိုက်ပါပြီလို့ပြောလိုက်တယ်။နောက်ပိုင်းမှာဒီလူငယ်ဟာစွမ်းကုန်ကြိုးစားခဲ့တယ်။သူ့လောက်ငယ်သားတွေရဲ့လေးစားမှုကိုရရှိခဲ့တယ်။ဝန်ထမ်းတိုင်းဟာစိတ်ရင်းတူညီပြီးအတူတူကကြိုးစားလုပ်ကိုင်ကြတယ်။ကုမ္ပဏီရဲ့စွမ်းဆောင်ရည်ဟာလည်းမယုံနိုင်လောက်အောင်မြင့်တက်လာခဲ့တယ်။ကဲဒီဇလန်လေးကတွေဘာတွေသင်ခန်းစာရလိုက်လဲ။ကျွန်တော်တို့ရဲ့အောင်မြင်မှုနဲ့ဘဝခီးလန်းတာယာဖျောက်ပြဖို့အတွက်ဥပိပတွေကိုချီရသူတွေကဘလောက်တောင်ပြင်ပန်းခဲ့ရလဲဆိုတာလုံးဝမပေးကြပါနဲ့။ဒုက္ခရဲ့တန်ဖိုးကိုသိရမယ်။ကိုယ်တိုင်မကြုံတွေ့ခဲ့ရင်မပင်ပန်းခဲ့ရင်အရာရာရဲ့အခက်အခဲမှုနဲ့တန်ဖိုးကိုသိဖို့ခက်ခဲပါတယ်။မိသားစုကိုတန်ဖိုးထားရမယ်။
ငွေကြီးထက်ဖိုးထိုက်တန်တဲ့အရာတွေအများကြီးရှိပါတယ်မိဘကျေးဇူးဆိုတာပြန်ဆက်မကုန်နိုင်တဲ့အရာပါဒီကုန်းကျုံအနေနဲ့ပြောချင်တာကတော့ဒါကြောင့်ချီရသူတို့ရဲ့ကျေးဇူးကိုတည်တတ်ပါစေသူတို့ရဲ့ပင်ပန်းကြိုးစားမှုကိုနားလည်ပါစေဒီလိုဆိုရင်ဘဝမှာလူသားတစ်ယောက်အနေနဲ့ပိုပြီးကြီးမြတ်တဲ့အောင်မြင်မှုကိုရရှိမှာပါဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်like share လေးတွေလုပ်ပြီးကျေးဇူးတည်တတ်ခြင်းရဲ့အစွမ်းကိုမျှဝေပေးကြပါကျွန်တော်ဗီဒီယိုစမှာပြောခဲ့တယ်လို့ပဲကိုယ့်ရဲ့အတွေ့အကြုံခံစားချက်တွေကို comment box မှာမျှဝေဆွေးနွေးပေးခဲ့ကြဖို့ဖိတ်ခေါ်ချင်ပါတယ်ကျွန်တော်တို့အားလုံးနောက်ဗီဒီယိုမှာပြန်ဆုံတွေ့ကြရအောင် I love you all ပါ